လူတယောက်ဟာတောက်လက်စ Secret တိုလေးကိုမြစ်ထဲလွှင့်ပစ်လိုက်ရာကနေဇလန်းကစတာပါ Secret တိုလေးဟာရေစီးကြောင်းနဲ့အတူမျောပါသွားခဲ့ပြီးသူကလည်းဆက်စုကျင်စိတ်နဲ့လိုက်ကြည့်နေမိပါတယ်တဖြည်းဖြည်းနဲ့ Secret တိုလေးဟာရေမြောင်းဖုံးတစ်ခုတည်းကိုငုံရှိုးပြောက်ကွယ်သွားခဲ့တယ်အဲ့ဒီအချိန်မှာသူမောကြည့်လိုက်တော့မြို့ရဲ့အကြီးဆုံးဗန်တိုက်ကြီးကိုမြင်လိုက်ရတာပါအဲ့ဒီမှာတင်သူ့ခေါင်းထဲကိုထူးခြားတဲ့အကြံကြီးတစ်ခုလက်ခနဲ့ဝင်လာပါတော့တယ်သူဟာရေစီးကြောင်းအတိုင်းရေမြောင်းဖုံးတွေတစ်လျှောက်ပြေးကြည့်ရင်နောက်ဆုံးမှာတော့ရေထွက်ပေါက်တစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့သူဗန်ရှိကိုပြန်ရောက်လာပြီးရေမြောင်းဖုံးကြားကနေပေကျိုးတစ်ချောင်းကိုအောက်ထဲနှိုက်ချလိုက်ပါတယ်ပြီးတာနဲ့သူတို့အဖွဲ့ဟာမေလာပိုက်လိုင်းထဲကိုဆင်းပြီးခုနကသူချလိုက်တဲ့ပေကျိုးရှိမဲ့နေရာကိုလိုက်ရှာကြတာပေါ့မကြခင်မှာပဲပေကျိုးကိုရှာတွေ့သွားခဲ့ပါတယ်ဘန်ရဲ့ငွေတိုက်ခန်း Vault ဒီနေရာကိုအတိအကျသိရဖို့အတွက်သူဟာဘန်ထဲကိုခိုးဝင်ပြီးပုံစံထုတ်လက်ရဓာတ်ပုံတွေရိုက်ခဲ့ပါတယ်အပြန်မှာတော့ဘန်လုံခြုံရေးကသူ့ကိုတားဆီးပြီးစစ်ဆေးဖို့မြေအောက်ခန်းကိုခေါ်သွားခဲ့ပေမဲ့တန်ကောင်းစွာနဲ့သူကမှတ်ဉာဏ်က memory card ကိုကြိုးဖြုတ်ထားခဲ့လို့ဘာသက်သေမှမတွေ့ခဲ့ရပါဘူးဒီလိုနဲ့သူဟာဘန်ရဲ့မြေပုံအပြည့်စုံကိုရေးဆွဲနိုင်ခဲ့ပြီးတူရမဲ့ဥမင်လိုင်ကောင်းအရှိကိုပါတွက်ချက်လိုက်ပါတယ်အားလုံးအဆင်သင့်ဖြစ်တာနဲ့သူတို့အဖွဲ့ဟာကရိယာတွေကိုစီနဲ့ရေမြောင်းလဲဆင်းနေရန်ကတံပြားတွေကိုခွာပြီးစတင်တူးဆော့ပါတော့တယ်မကြခင်မှာပဲဘန်ထဲကိုဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပါတယ်နောက်တစ်နေ့မှာတော့လူတွေအာယုံလဲဖို့အတွက်အယုတ်တနက်တွေကိုတုံးပြီးဗန်နာပြလိုက်တယ်လို့မျိုးဟန်ဆောင်ခဲ့ကြတယ်သူကလုံခြုံရေးကင်မရာတွေကိုဖုံးအုပ်ဗီဒီယိုတွေကိုရွှေ့ပြီးလမ်းကြောင်းရှင်းပေးတဲ့အချိန်မှာသူ့အဖွဲ့သားတွေကနေရန်ကိုဖောက်ထွင်းဝင်လာကြပါတယ်သူတို့ဟာစက်ကရိယာတွေတုံးပြီးငွေတိုက်ခန်းကိုဖွင့်ကပတ်စံတွေကိုအိတ်ထဲအပြည့်ထည့်ကြတာပေါ့ရလာတဲ့ပတ်စံတွေကိုဥမင်လိုင်ကောင်းထဲကနေတဆင့်အောက်မှာလှေငယ်လေးနဲ့စောင့်နေတဲ့အဖွဲ့စီကိုလွှဲပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာရဲတွေကဘန်တစ်ခုလုံးကိုဝိုင်းထားပြီးသားပါသူကအချိန်ဆွဲဖို့အတွက်15မိနစ်တခါဒဆခံတယောက်စီကိုလွှတ်ပေးနေခဲ့ပါတယ်ပတ်စံတွေအားလုံးတည်ယူပြီးပြီဆိုတာနဲ့သူကစုတ်ခွာဖို့အချက်ပေးလိုက်ပါတယ်အားလုံးဟာဥမင်လိုင်ကောင်းထဲကိုဆင်းသွားကြပြီးကျိုးတွေကိုဆွဲဗီဒီယိုကြီးတွေနဲ့လမ်းကြောင်းကိုပိတ်လိုက်ကြပါတယ်ဗန်ထဲကဘာသာမှထွက်မလာတော့တဲ့အခါရဲတွေကစီးနှင်းတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ဝင်သွားချိန်မှာတော့တပြက်တယောက်မှမရှိတော့ပါဘူးရဲရရှိကကျမ်းပြင်ပေါ်ကအမှတ်အသားအချို့ကိုတတိထားမိပြီးဗီဒီယိုကိုရွှေ့ကြည့်လိုက်တော့မှလျှို့ဝှက်လမ်းကြောင်းကိုတွေ့သွားပါတယ်ဒါပေမဲ့အားလုံးကနောက်ကျသွားပါပြီဓာပြတွေဟာမြစ်ကြောင်းအတိုင်းထွက်ပြေးသွားကြပြီးရေမြောင်းဖုံးပေါ်မှာအစင်သစ်ဆောက်နေတဲ့ကားတွေကိုအောက်ကနေတိုက်ရိုက်ဝင်ပြီးလူမသိသူမသိလွတ်မြောက်သွားကြပါတော့တယ်